ဒီနေရာဒီဒေသဟာတစ်ချိန်လုံးကတိုင်နှန်းရှင်နန္ဒကားတွေစံပြုံနေထိုင်ခဲ့ကြဘူးတဲ့နာဂဝရီမြို့တော်ဟောင်းကြီးအဖြစ်စီကားထွန်းကားခဲ့ဘူးတယ်လို့ဆိုကြပါတယ်။အဲ့ဒီအချိန်ကာလတုန်းကကျွန်တော်ကိုယ်တိုင်လည်းတိုင်နှန်းရှင်တစ်ပါးဖြစ်ခဲ့ဘူးနိုင်တယ်လို့စိတ်ထဲကတွေးမိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေသကိုခြေချမိတဲ့အချိန်မှာစိတ်အတွင်းကအမည်မဖော်နိုင်တဲ့ခံစားမှုတွေထူးဆန်းတဲ့အသည့်အာရုံတွေပေါ်ထွက်လာတာကြောင့်ပါပထန်းဆက်တိုက်ဆက်တွေချိတ်ဆက်ခဲ့ဘူးတယ်လို့ယုံကြည်ကြတဲ့ဒီနေရာဟာအခုခါမှာတော့ကန်နေရပင်တွေထနှောင်းပင်တွေပေါ်များစွာပေါက်ရောက်နေပြီးပူပြင်းခြောက်သွေးထားတဲ့အညာဒေသကြီးတစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ဒါပေမဲ့တောင်တွင်းကြီးမဟာတကွန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးကြောင့်ဒီနေရာဒီဒေသဟာတိုင်နှန်းရှင်နန္ဒကားတွေရဲ့အရေးငွေတွေလွှမ်းခြုံနေပြီးအလွန်ထူးခြားစမ်းကြယ်လာတဲ့သာသနာနယ်မြေတစ်ခုအဖြစ်ပြန်လည်တက်ဝင်လာခဲ့ပါတယ်။ဒါအပြင်လက်ရှိအချိန်မှာတော့ဒီဒေသမှာညံတော်54ပေအမြင့်ရန်နိုင်အောင်ကြံနိုင်အောင်ဘွဲ့အမိရတဲ့နဂါးကိုကောင်ငကယုံဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်းထူးခြားသက်ပဲစွာတည်ထားလျက်ရှိပါတယ်။ဖျားလှရှင်တွေလည်းအထူးလိုအပ်လျက်ရှိပါတယ်။ဒီခီးစဉ်မှာတော့နဂါးဆက်တိုက်ဆက်ပထန်းဆက်ရှိသူတွေသာသနာပြုဖို့အတွက်ဂမ်ဘီယာဆန်လာတဲ့နဂါးကုန်းတော်သာသနာနယ်မြေကိုဗုဒ္ဓဖြစ်ပွဲစိတ်ဝင်စားပွဲခေါ်ဆောင်တင်ဆက်တော်မှာဖြစ်ပါတယ်။ထုံးစံအတိုင်းမိတ်ဆက်ရရင်တော့ကျွန်တော်နာမည်ကျော်စွာပါ။ဆူရှာပူပြင်းတဲ့နေရောင်အောက်က6တွေ့လာတဲ့လွင်းနီးကောင်ကြီးမှာရှမ်းဦးစီတန်တွေကမြန်မြန်ဆိုင်ဆိုင်ပြန့်လွှဲ့နေပါတယ်။ရှမ်းဦးစီနဲ့အတူစီးချက်ကြကြတီဆူကားခုံနေကြသူတွေကတော့ကျွန်တော်မောင်ကျော်စွာနိုင်ငံကျော်အဆိုတော်မဆိုးဆန္ဒထွန်းဟာတာလူရှင်တော်ကိုကြီးကံပွဲလူငယ်ဆိုတော်ဟိတ်ထက်တို့ပဲဖြစ်ကြပါတယ်။နေအောင်ကြီးကရဲဆက်ဆက်နှိမ့်ဆက်နေပေမဲ့အပူဒဏ်တွေကိုအန်တူရင်ကျွန်တော်တို့ရဲ့ရင်ထဲမှာတော့ပျော်ရွှင်ကြည်နူးမှုတွေအေးမြစွာစိတ်ဝင်နေခဲ့ပါတယ်။အကြောင်းရင်းကတော့နဂါးကုန်းတော်သာသနာနယ်မြေပေါ်မှာအလူပွဲတစ်ခုအောင်မြင်စွာပြီးမြောက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီဇလန်းကိုအကြောင်းဆုံးစပြုရရင်တော့ကျွန်တော်ဟာအကိုတော်ကြီးလိုရိုသေစာခေါ်ဝေကြရတဲ့တောင်တွင်းကြီးမဟာတကွန်ပုဂ္ဂိုလ်ထူးကြီးရဲ့ဖိတ်ကြားချက်အရနဂါးကုန်းတော်သာသနာနယ်မြေကိုရောက်ရှိလာခဲ့တာပါ။နဂါးကုန်းတော်သာသနာနယ်မြေဟာမကွေးတိုင်းဒေသကြီးမြို့တစ်မြို့နယ်ရုံးတိုင်မြောင်ကြီးရွာအရှိဘက်မှာတည်ရှိပြီးတောင်တွင်းကြီးမြို့နယ်ပုံမနီးကပ်ပါတယ်။တောင်တွင်းကြီးမြို့နယ်9မိုင်ခန့်သာကွာဝေးပြီးကမ္ဘာအမွေနှစ်စည်းဝင်ပေတနုမြို့တော်ဟောင်းနဲ့လည်း6မိုင်သာကွာဝေးတဲ့ရှေးရောက်နယ်မြေတစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့28နှစ်ခန့်ကဒီနေရာဟာလေယာစိုက်ပျိုးလို့မရနိုင်တဲ့ကြောက်စတဲ့ကုန်းမြေကြီးသာဖြစ်ခဲ့ပြီးဇေဒီပထိုသာသနိကအဆောက်အဦတွေဘာတစ်ခုမှမရှိခဲ့ပါဘူး။ဒါပေမဲ့1999ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာတော့တောင်တွင်းကြီးမဟာတကွန်ပုဂ္ဂိုလ်ထူးကြီးကအိမ်မက်အရာဒီသာသနာနယ်မြေကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒီကနေ့နဂါးကုန်းတော်သာသနာနယ်မြေမှာတော့ကဘာလုံးအေးပြည်လုံးချမ်းသာစေတော်တိုင်နှန်းရှင်နန္ဒာဒေဝီဆောက်ရှောက်တဲ့တိဋ္ဌိဘောင်းကျုပ်ငကယုံဗုဒ္ဓရုပ်ပွားတော်ပကံခေရှင်းစကောနာပုံစံတူစေတော်ကြီးနဲ့ရွှေဘုံကြီးငွေဘုံကြီးတိုက်စီတွေငကယုံဗုဒ္ဓရုပ်ပွားတော်တွေကိုထူးခြားသက်ပဲစွာဖူးမြော်နိုင်ပါတယ်။ဒါအပြင်ပန်ထရာဘယင်မာကြီးတည်ထားခဲ့တဲ့ဗေဒနုရွှေအောင်တော်ဇေဒီပုံစံတူဇေတော်မြတ်ကြီးနဲ့ဘယင်မာကြီးရဲ့နန်းနန်းကိုလည်းမှန်လန်းမကန်းမှာတွေ့မြင်နိုင်ပါတယ်။ဒါကတော့နဂါးကုန်းတော်သာသနာနယ်မြေကိုစောင့်ရှောက်နေတဲ့နဂါးတိုင်နှန်းရှင်တို့ရဲ့နန်းနန်းဖြစ်ပါတယ်။နန်းနန်းအတွင်းမှာတော့မောင်တော်နန္ဒနဲ့အမတော်သူစိတ်တာတို့ရဲ့အသက်ဝင်လွှတ်လာတဲ့ပုံတော်တွေကိုလည်းမြင်တွေ့ရပါတယ်။နဂါးကုန်းတော်သာသနာနယ်မြေပေါ်မှာရိုက်ပြစရာမကုန်အောင်သာသနိကအဆောက်အဦတွေများပြားစွာတည်ရှိပါတယ်။နဂါးကုန်းတော်သာသနာနယ်မြေကိုကျွန်တော်ရောက်ရှိလာရတဲ့အကြောင်းရင်းကတော့တန်ခါဌာနဆွမ်းတော်ကြီးလောင်းလူပွဲကြီးကိုအကူတော်တောင်တွင်းကြီးမဟာတကွန်ရဲ့ဖိတ်ကြားချက်အရဗလော့ရိုက်ဖို့ဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ2ရက်နေ့ပြာသူလားပြည်နေ့ကတဲဖြူမဟာမြိုင်ဆရာတော်ဘုရားကြီးဗဒ္ဒနာဒေါက်တာပညာဇောတာနဲ့ပင့်တန်ကအပါ90တို့ကိုစွန့်ဆန်စိန်လောင်းလူခြင်းနဲ့တန်ဃာတော်108ပါးကိုတန်ခါဌာနဆွမ်းတော်ကြီးလောင်းလူပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။တဲဖြူမဟာမြိုင်ဆရာတော်ဘုရားကြီးကိုအနီးကပ်ဖူးမြော်ခွင့်ရခဲ့တဲ့အတွက်လည်းဝမ်းမြောက်ကြည်နူးမိပါတယ်။ဒီလူပွဲကြီးမှာ6မြို့ကဝမ်ကစ်ဇက်တပင်အဖွဲ့နဲ့အတူကိုကြီးကိုကံမွင့်ကဟာရရရွှင်စည်းတိုက်ကျွေးခြင်းနိုင်ငံကျော်အဆိုတော်မဆိုးဆန္ဒထွန်းနဲ့နိုင်ငံကျော်လူငယ်အဆိုတော်ဟိတ်ထက်တို့ဟာတေးသချင်းတွေနဲ့ဧကန်ဖျော်ဖြေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အကူတော်ကြီးကနဂါးကုန်းတော်သာသနာနယ်မြေမှာနဂါးကိုကောင်ငကယုံဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုထူးခြားသက်ပဲစွာတည်ထားမဲ့နေရာကိုလိုက်လံပြသခဲ့ပါတယ်။မတန်ပေမဲ့ဆွမ်းလွန်လာတဲ့နေလက်သာသနာပြုပုဂ္ဂိုလ်ကြီးဟာချီကျူးလေးစားစရာကောင်းလာသလိုသူ့အကြောင်းတွေကအင်မတန်မှလည်းစိတ်ဝင်စားစရာကောင်းပါတယ်။အကူတော်ကြီးတို့ကျွန်တော်တို့ကယူသေးစွာခေါ်ဝေကြရတဲ့တောင်တွင်းကြီးမဟာတကွန်ဆိုတဲ့ပုဂ္ဂိုလ်တို့ကြီးရဲ့ဂမ်ဘီယာဖြစ်ရဲ့ဆန်အကြောင်းအရာတွေကိုတော့တီးခြားဗီဒီယိုတစ်ပုဒ်အနေနဲ့အလင်းသင့်တဲ့အခါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လူတိုင်းနဲ့ဘုရားတကားကမှများအပါပဲ။အားလုံးကိုလည်းတော့မအောင်အကျဉ်းရအောင်အောင်မအောင်
ရန်အောင်ရအောင်ဆိုရက်ဆန္ဒဒီစီရောပွဲကိုပုဂ္ဂိုလ်ကပြီးတော့လူကအတရားတကူကဒီရန်နဲ့အောင်ကျန်တဲ့အောင်ငကေမိုးတဲ့ရောပါကြီးကိုရောပါပြန်ကြီးကိုမပြီးပြီးအောင်တန်တန်ခဲ့ရင်တဲပြီးရတဲ့ကဘာရဲ့အိရမှာမြန်မာပြည်ရဲ့အိရမှာဆိုတော့ဟောနန္ဒာတူငကားမတော်ရပြောပါတယ်ဟုတ်ကဲ့အဲ့ဒီကြတယ်ဒီနေကိုရောပါတော့မြန်ကြီးလားရန်နဲ့အောင်ကျန်တဲ့နေကိုမိုးတဲ့ရောပါမြန်ကြီးကအောင်မြင်တော်မြင့်ဘဝတည်းနဲ့မြေသူပါကဘာကြီးတို့ကိုလိုမြန်မာနိုင်ငံတို့ကိုလိုဘာကြီးတို့ကိုအေဂျင့်လာမှုအပေါင်းနဲ့ပြည်သူတော်ပါလိမ့်မယ်ဆိုဒါရဲဟုတ်မြတ်တာကမီဒီယာစစ်ပြောလို့ပါတယ် ဒီနေရာမှာညံတော်54ပြီအမြင့်ရှိပြီးရန်နိုင်အောင်ကြံနိုင်အောင်ပွဲအမိရတဲ့နဂါးကိုကောင်ငကယုံဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုထူးခြားတက်ပယ်စွာတည်ထားနေပါတယ်။လက်ရှိအနေထားမှာတော့အမြင့်6ပေနဲ့ပေ400ပတ်လည်ရှိတဲ့အောက်ခံကုန်းကိုတိစောက်နေပြီးနိုင်ငံကျော်အဆိုတော်မဆိုးဆန္ဒထုံးက300မတီလှူဒန်းထားပါတယ်။အပြည့်သက်တည်ထားဖို့3000ကျော်ကုန်ကြမယ်လို့ခန့်မှန်းရပြီးဖះကြီးရဲ့လှူရှင်တွေလည်းလိုအပ်လျက်ရှိပါတယ်။ ညံတော်54ပြီအမြင့်ဆောင်တဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးငကယုံရုပ်ပွားတော်ကြီးအရန်စီတီလည်းရှိသေးတယ် ဟုတ်ကဲ့ အဲ့တော့ဒါအလူရှင်တွေလိုအပ်တယ်ပေါ့နော်အဲ့တော့အမားတို့အနေနဲ့လည်းဒါကိုကျော်စာတို့နဲ့ဒီမှာလာစုံလိုက်တယ်ဆိုတော့လေအရန်ဝမ်းတာတာပဲ တကယ်ပထမ်းဆက်ရှိလို့မောင်နှမတွေ ဒါဆိုဒီဟာဥဒ္ဒဆက်တဲ့တဝင်းလေနော်အမဒါအမားတို့အနုပညာရှင်ကမောင်ငယ်ညီမငယ်တွေသားတွေသမီးတွေပေါ့နော်ဟိုကျမတို့နဲ့ရွယ်သူတွေတော့မပြောတော့ဘူး ဟုတ်ကဲ့မှာ နော်နောင်လာနောက်သား generation တွေကိုကျမပြောရမှာတိုက်တွန်းရမှာကျမတို့ကဒါတွေကိုပို့ချပေးရမယ် ဟုတ်ပါတယ် ကောင်းတဲ့လမ်းကိုရွေးပြီးတော့ရောက်အောင်ကလေးတွေကိုလမ်းပေါ်တင်ပေးရမှာ ဟုတ်ကဲ့ အဲ့မှာသူ့ဟာသူပါရမီဆက်ပဋ္ဌာန်းဆက်ရှိတဲ့လူတွေပါလာမှာပဲ ဟုတ်ပါတယ်ဟုတ်ပါ အခုဒီမီဒီယာကနေပြီးတော့လဲကြည့်လိုက်တဲ့လူတွေလည်းသိကြမှာပဲလीအဲ့တော့ကျမအနေနဲ့ထပ်ပြီးတော့ခဏလိုတိုက်တွန်းရမယ်ဆိုလို့ရှိရင်ကုသိုလ်ပါဝင်နိုင်ကြပါတယ် ဟုတ်ကဲ့ အားလုံးပေါ့နော် ဟုတ်ကဲ့ ဟိုအချင်းကြီးမဖြစ်ပါဘူး ဟုတ်ကဲ့ ဒီယာကြီးပြီးမြောက်ဖို့အတွက်ကိုအုတ်တစ်ဆက်တဲတစ်ပွင့်အကုန်လုံးပါဝင်ပေးကြပါလို့ကျမတို့အနုပညာမောင်နှမတွေကိုလည်းဖိတ်ခေါ်ပါတယ်ဟလာလုပ်ငန်းရှင်အကိုရီမတွေလည်းဖိတ်ခေါ်ပါတယ်ဒီငကားကုန်းတော်ကြီးနဲ့အကိုတော်ကြီးနဲ့ပါရမီဆက်ပဋ္ဌာန်းဆက်ဆွေဆက်မျိုးဆက်တွေအကုန်လုံးကိုဆန္ဒဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ် ခုလက်ရှိတည်ထားနေတဲ့ဒီ54ပေအမြင့်ဆောင်တဲ့เนาะဒီငကယုံငကားကိုကောင်ငကယုံဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီးတည်ထားတဲ့နေရာမှာလဲဒါကြည့်ရှုနေကြတဲ့ခုနှစ်နှစ်နံပါတ်ရှိရသားသမီးအားလုံးကဟလာရေစက်တွေစုံပြီးတော့ကြုံပါစေဟလာတတ်နိုင်သလောက်ဥဒ္ဒချက်တဲတဲ့ဘွဲ့ ဟုတ်ပါတယ် ပါဝင်လှူဒန်းနိုင်ဖို့လဲဖိတ်ခေါ်ပါတယ် အမှန်တကယ်တော့နဂါးကုန်းတော်ဆိုတာကဂမ်ဘီယာဆန်ပြီးလှုပ်ဝက်နေတဲ့သာသနာနယ်မြေတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ဒီနယ်မြေဒီဒေသဟာပုဂ္ဂိုလ်ဆိုင်ရာဓာတ်ပိုင်းဆိုင်ရာတိုက်ပိုင်းဆိုင်ရာစတဲ့ဓာတ်တိုက်ပုဂ္ဂိုလ်အဆောင်ရှောက်တွေစံပြိုနေထိုင်ရာအလွန်ထူးခြားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာတည်ထားမဲ့ရန်နိုင်အောင်ကြံနိုင်အောင်ဘွဲ့အမိရတဲ့နဂါးကုန်းကောင်ငကယုံဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာလည်းအင်မတန်မှထူးခြားလာမှာအသေးချာပါပဲ။ ဒီဗီဒီယိုကိုကြည့်ရှုပြီးလူကြီးမင်းရဲ့စိတ်ထဲမှာတစုံတစ်ခုခံစားရတယ်ဆိုရင်တိုက်ဆက်ပဋ္ဌာန်းဆက်ကြောင့်ပဲဖြစ်မှာပါဒါကြောင့်ငကယုံဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားရမှာနေများမဆိုပါဝင်လှူဒန်းပေးကြဖို့နိဗ္ဗာန်အကျိုးမြော်နှိုးဆော်လိုက်ရပါတယ်ခင်ဗျာဒီဗီဒီယိုရဲ့ကျွန်တော် comment အောက်မှာလဲကျွန်တော်ကိုရောကြီးရဲ့ဒီဖုန်းနံပါတ်တွေနောက်တစ်ခါဒီဆက်သွယ်ရမယ်ဒီဆက်သွယ်ပြီးလှူဒန်းရမယ် KB နံပါတ်တွေပါလေဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ချပေးထားပါတယ်ခင်ဗျာအဲ့တော့နည်းနည်းရဲ့မှာရှိတဲ့ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတွေအနေနဲ့ဒါပါဝင်လှူဒန်းမယ်ဆိုလို့ရှိရင်ကိုရောကြီးစီမှာတိုက်ရိုက်ဆက်သွယ်ပြီးတော့လှူဒန်းလို့ရနိုင်ပါတယ်ခင်ဗျာ